ဒီဗီဒီယိုမှာတော့ AI ကိုသုံးပြီးတော့ဝင်ငွေရှာတဲ့နည်းလမ်းများကိုမေးပြပေးမှာဖြစ်ပါတယ်။ဆိုတော့ AI ကိုသုံးပြီးတော့ဝင်ငွေရှာတဲ့နည်းလမ်းများကိုပြောပြပေးပါလို့ကျွန်တော်မြန်မာလိုရေးထည့်လိုက်ပါတယ်။မြင်ရတဲ့အတိုင်းပဲ Gemini AI ကမေးတဲ့မေးခွန်းအတွက်အဖြေတွေကိုစက္ကန့်ပိုင်းလေးတွင်မှာပြန်ထုတ်ပေးနေပါပြီ။ AI စိတ်ဝင်စားတဲ့မိတ်ဆွေအနေနဲ့ဖြေတွေကိုလိုက်ဖက်ကြည့်ဖို့ဆန္ဒရှိရင်လည်းလိုက်ဖက်လို့ရပါတယ်ကျွန်တော်အဓိကပေးချင်တဲ့ knowledge က Gemini AI မှာအခုလိုမျိုးကိုကြိုက်နှစ်သက်တဲ့မေးခွန်းတွေကိုသိချင်တာတွေကိုမေးလို့ရတယ်ဆိုတဲ့အကြောင်းကျွန်တော်လက်ထက်မှာကင်ထားတဲ့ဖုန်းလေးတစ်လုံးနဲ့ပဲဒီလိုမျိုးအမေးဖြေတွေကိုမေးပြီးတော့အကြံဉာဏ်တွေရယူလို့ရတဲ့အကြောင်းသိစေချင်တာဖြစ်ပါတယ်အခုလိုမျိုး AI နဲ့ပတ်သက်တဲ့သတင်းချက်လက်တွေကိုသိချင်ရင် AI News မြန်မာ page ကို follow လုပ်ထားဖို့တိုက်တွန်းပါတယ် AI ကိုစိတ်ဝင်စားတဲ့မိတ်ဆွေအနေနဲ့မိတ်ဆွေသိချင်တဲ့အကြောင်းအရာချက်လက်အကြံဉာဏ်တွေကို Gemini AI မှာအခုလိုမျိုးမြန်မာလိုတိုက်ရိုက်ရေးပြီးတော့စက္ကန့်ပိုင်းအတွင်းမှာအဖြေတွေကိုဖတ်ရှုလေ့လာဆုံးဖြတ်ပြီးအသုံးချနိုင်တဲ့ဆိုတာသိစေချင်တာပါအသုံးချနိုင်ပါစေ